လူဗီရဲ့အကိုဆိုတာ Ace အပြင်တခြားတယောက်ရှိတဲ့ဆိုတာကိုလည်းမကြားဘူးခဲ့ဘူးလို့ဇိုကပြောလိုက်ပါတယ်။စာဘိုကသူဟာအရင်ကတည်းကတေဆုံးသွားပြီလို့လူဗီကတည်ထားတာမလို့အခုလိုပြန်မြင်လိုက်ရတော့အရန်အံ့ဩနေတဲ့သူကတော့လူဗီကိုယ်တိုင်ပဲလို့ဆိုပါတယ်။ကလေးဘဝတုန်းက Ace နဲ့လူဗီတို့နဲ့အတူလှုပ်ချင်တာတွေကိုလည်းအမြဲလှုပ်ခဲ့ကြပြီးတော့ Galaxy ကလည်းအဆူခံရလို့ပင်တများတွေဖြစ်လာဖို့လည်းရည်ရွယ်ထားကြပြီးတော့ဒီရက်ကိုဖြစ်အရက်ခွက်လေးလဲတောက်ခဲ့ကြကြောင်းကိုစာဘိုကပြောပြလိုက်ပါတယ်။ဒါမဲ့တနေ့မှာဖြစ်ရတဲ့ခုဖြစ်လာခဲ့တယ်လို့စာဘိုကဆိုပါတယ်။စာဘိုကဂရီတာမီနဲ့ကိုမီရှိုးကြမဲ့ကိစ္စလူဗီတို့ကိုသွားပြောဖို့ကြိုးစားခဲ့ပေမဲ့မဖြစ်နိုင်ခဲ့ပဲ Dragon နဲ့ဆုံခဲ့ရပါတယ်။အဲ့ဒီနောက်မှာလည်းလွတ်လပ်မှုဆိုတာဘာလဲဆိုတာမသိရပဲငှက်တကောင်လိုလောင်ပိတ်ခံထားခဲ့ရတာမလို့လွတ်လပ်မှုကိုရှာဖွေဖို့အတွက်သူကိုယ်တိုင်ပင်လယ်တက်ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီချိန် Special Dragon ရဲ့တင်မောင်းနဲ့တိုးပြီးလေကိုရှင်မြုပ်ခံရပြီးနောက်ပင်လယ်တက်ကိုမျောပါလာတဲ့အခါ Dragon ကစာဘိုကိုကယ်တင်ပေးခဲ့တာပါ။တစ်ဖက်မှာလည်း Ivan က Dragon ကိုစောင့်နေရတာကြာပြီမလို့ပြောဆိုနေတော့ Dragon ကစာဘိုနဲ့သူရောက်လာခဲ့ပါတယ်။ညနေမှာလည်းမီးလောင်ထင်ရတွေနဲ့မလို့စာဘိုကိုကူတာပေးပြီးအဲ့ဒီနောက်မှာတော့စာဘိုကပြန်နေထိရလာခဲ့ပါတယ်။စာဘိုကအားလုံးကိုမမိတော့ပဲသူ့နာမည်ကအစားအားလုံးကိုအသိမိသွားခဲ့ပါတယ်။အဲ့ဒီချိန် Dragon ရောက်လာပြီးတော့စာဘိုကိုတွေ့ခဲ့တဲ့နေရာကကိုဝါကင်းတန်းကတောင်ပေါ်မှာမဟုတ်လို့အဲ့ဒီကမျိုးနွယ်တွေကတယောက်ဖြစ်ဖို့များမယ်လို့ Dragon ကဆိုပါတယ်။အားလုံးကမိဘတွေစီကိုပြန်ပို့ပေးကြမယ်လို့ပြောတဲ့အခါစာဘိုကသူကိုယ်တိုင်တော့မသိပေမဲ့သူတိတာတခုတော့မိဘတွေစီကိုလုံးဝပြန်မသွားချင်ဘူးလို့ပြောလိုက်ပါတယ်။ဒီတင်မောပေါ်မှာတက်လုံးနဲ့မထားနိုင်ပဲ Ivan ကသူတို့မှလည်းလုံးစရာတခုရှိသေးတယ်လို့ဆိုပါတယ်။စာဘိုကသူ့ကိုတနေရာကိုပဲခေါ်သွားပေးဖို့တောင်းဆိုတဲ့အခါခလေးပဲရှိတာမလို့ Ivan လည်းဘလို့လုံးကြမလို့ Dragon ကိုပြောခဲ့ပါတယ်။ကိုလက်စီယန်ပြိုင်ပွဲဝင်တွေကိုလည်းထင်ရတွေကုသပေးထားပြီးတော့ရှေ့တက်ကမလာနိုင်လို့နန်းတော်ရဲ့တနေရာမှာတန့်ကစီစဉ်ပေးလိုက်ပါတယ်။ Cavendish ကအိတ်ဖို့လုပ်တဲ့အခါဘတ်တလိုမျိုးလဲ Cavendish အိတ်သွားရင်ဟာကူပါပေါ်လာပြီးသူ့ရခုတ်နေတာကိုလည်းကြုံပြီးမလို့တန်ကျိုးနဲ့ချီထားရပါတော့တယ်။တစ်ဖက်က Frankie ကလည်းအဲ့ဒါက Revolutionary Army ကိုဝင်ခဲ့တဲ့ပုံစံလားလို့စာဘုတ်ကိုမေးလိုက်ပါတယ်။စာဘုတ်ကသူအဲ့ဒီအချိန်မှာတီးခဲ့တဲ့တခုတည်းတော့အရာကမိဘတွေစီကိုလုံးဝပြန်မသွားချင်ဘူးဆိုတဲ့တခုတည်းပဲမလို့ကျန်တဲ့ဘာမှမှတ်မိဘူးလို့ဆိုပါတယ်။ Valetico Revolutionary Army ဌာနချုပ်မှာဟက်ကခလေးတွေကိုလေ့ကျင့်ပေးနေတော့စာဘုတ်ကသူလည်းလေ့ကျင့်ဖို့သွားမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီချိန် Ivan ကရောက်လာပြီးအဲ့ဒီကလေးကိုဘယ်လိုမြင်လဲလို့မေးလိုက်ပါတယ်။မှတ်ဉာဏ်တွေဆုံးရှုံးသွားခဲ့ပေမဲ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကိုတော့မှတ်မိနေတာမလို့ကျိတ်တွေပေါက်တိုက်ခိုက်ရေးမှာအတွေ့အကြုံတွေအများကြီးရှိခဲ့တဲ့ပုံပဲလို့ဟက်ကဆိုပါတယ်။တို့နဲ့စာဘုတ်ကအသိပညာအသက်ပညာနဲ့အတိုက်ခိုက်ပညာတွေကိုရောလေ့လာသင်ယူခဲ့ပါတယ်။ဟက်နဲ့တိုက်ခိုက်ကြည့်တဲ့အခါမှာတော့ဟက်ရဲ့ခပတ်ဖြုတ်ခံလိုက်ရပြီးတော့ခုမှနဲ့တိုက်ခိုက်ကြည့်တော့မှစာဘုတ်လည်းမနှဲရုံးကန်နေရပါတော့။အဲ့ဒီချိန်တစ်ဖက်က Ace တို့ကလည်းသူတို့ကပင်တများတွေတေချာပေါက်ဖြစ်လာရမှာလို့အသက်18နှစ်မှာပင်တတကိုထွက်ကြမယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့10နှစ်ကစာဘုတ်ဟာခုမှတို့နဲ့လေ့ကျင့်တိုက်ခိုက်ရင်သူငယ်က3ကလေးလက်နက်တွေကိုပြန်ရှာတူသွားခဲ့ပါတယ်။စာဘုတ်ကခုမှရဲ့တိုက်ခိုက်မှုကိုရှောင်ရှားပြီး Dragon ကိုဦးတည်တိုက်ခိုက်ဖို့လုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။လွန်ခဲ့တဲ့9နှစ်က Ace ဟာပင်တကိုထွက်လာခဲ့ပါတယ်။နိုင်ငံတချို့ကတိုက်ပွဲမြေပြင်မှာစာဘိုတယောက်ကလည်းအရွယ်ရောက်လာပြီမလို့အရင်ကထပ်ပို့ပြီးတာမှလာနေခဲ့ပါပြီ။အဖမ်းခံထားရတဲ့ပြည်သူတွေနဲ့မဟာမိတ်တွေကိုခွာလာကလွတ်ပေးလိုက်ပြီဖြစ်ကြောင်းစာဘိုကိုပြောလိုက်ပါတယ်။စာဘိုကအတင်းဝင်လာတာမလို့အားလုံးကဝိုင်းလာတဲ့အခါ Dragon Claw Fist Dragon Breed နဲ့ဖြတ်စီပစ်လိုက်ပါတယ်။လူနဲ့ဌာနချုပ်ကိုပြန်ရောက်လာတော့ဒီကျွမ်းမှာဒီလိုပဲလုံးနေတာထူးဆန်းတယ်လို့ဖွဲ့သားတွေကလည်းပြောနေခဲ့ပါတယ်။စာဘိုအသက်အရွယ်နဲ့ဝါလိုတဲ့ကိုဝင်ဖို့ညင်းခဲ့တဲ့သူတယောက်ရှိပြီးတော့သူ့နာမည်က Podcast D လို့ပြောနေတော့မှာပဲစာဘိုက Ace လို့ဆက်ပြောလိုက်တော့အဲ့ဒီလူလည်းတိနေရလားလို့စာဘိုကိုမေးလိုက်ပါတယ်။စာဘိုကသူတခုခုပြောလိုက်မိသွား